အားလုံးမင်္ဂလာပါဗျာဒီနေ့ကျွန်တော်ကဒီ record history ရဲ့နောက်ပြီးတော့ကျွန်တော်တို့ဒီ train subplate လေးရဲ့ရှင်းပြမှာပေါ့နော်အဲ့တော့ကျွန်တော်အခုဒီဗီဒီယိုစကြည့်ပြီဆိုတာနဲ့အကုန်လုံးကဘာလုပ်ကြမလဲဆိုတော့ဒီ record history ကိုစပြီးတော့ update လေးလုပ်ပြီးပေါ့နော်ဒါကျွန်တော် record history ကိုဖွင့်တာအဲ့တော့သူ့ record history ကိုအဖွင့်ပိတ်လို့မလို့သိချင်ကျွန်တော်ဒီမှာ back click နှိပ်လိုက်ဒါဒီလိုမျိုးဆက်လုံးတွေကမှိန်သွားတယ်ဆိုလို့ရှိရင်ပေါ့နော်သူက record history ကိုဖျောက်တာအဲ့တော့ကျွန်တော်တို့တစ်ချက် back click လေးတစ်ချက်ပြန်နှိပ်မှာrecord history ပြန်ပေါ်မှာเนาะအဲ့တော့ကျွန်တော်တို့ record history စသုံးပြီဆိုတာ ਨੇ သိရမယ့်ချက်လေးရှိ right click ကျွန်တော်နှိပ်လိုက်အဲ့ဒီဒီ3ခုလေးကိုအမှန်ချစ်လေးနှိပ်ထားပြီเนาะအဲ့ဒီကျွန်တော်တို့ခုစသုံးပြီဆိုတာ ਨੇ အဲ့3ခုကိုအမှန်ချစ်တာလုပ်ပေးထားเนาะကျွန်တော်တို့ခုနောက်ပိုင်း rhino ကိုဆွဲတိုင်းဒီကောင်ကဖွင့်ထားမယ်အရာเนาะတွားပြီးပိတ်ထားလို့မရအဲ့ဒါကိုမေ့လို့မရတော့เนาะအဲ့တော့ကျွန်တော်သူ့ကို main ပြပြီအဲ့တော့ကျွန်တော်အခုပုံစာဆွဲတော့မှဆိုကျွန်တော်ရှေ့မှာပြောတဲ့အတိုင်းပဲဟိုအရင်ဆုံးကျွန်တော်ကတော့ shape view ကနေပဲစဆွဲတာဒါကျွန်တော်အမြင်ပေါ့နော်အဲ့တော့ကျွန်တော်အကုန်လုံး shape view ပြောင်းမယ်ပြောင်းနေတဲ့အတွက်ကျွန်တော်ခက်ခဲကြာနေမှာဆိုလို့ကျွန်တော် control ရဲ့ order s ရဲ့နှိပ်ပြီးတော့ back click လေးလိုက်ထောက်အဲ့ဆိုအကုန်လုံး shape view ပြောင်းပါเนาะအဲ့တော့အကုန် full view လုံး shape view ဟုတ်မဟုတ်သိချင်တယ်ဆိုရင်အဲ့မှာကျွန်တော်ဒီမှာဆို dot back click လေးထောက်လိုက်ဒီမှာပြသွားပြီเนาะအပြလေးဖြစ်သွားပြီတော့မှာ shape view back click ထောက်လိုက်မယ် perspective မှာ shape view back click ထောက်လိုက်မယ် front မှာ shape view ညာဘက် click ထောက်လိုက်မယ်เนาะညာဘက်မှာ click သွားထောက်မယ်ပြောတာเนาะ shape view ဖြစ်သွားအဲ့တော့ကျွန်တော်တို့ပုံစာဆွဲပြီးပုံဆွဲတော့မယ်ဆိုတာ ਨੇ ကိုပုံစာဆွဲပြီးဆိုတာ ਨੇ ဒီပုံသိမ်းကျင်တယ်ဆို save မှတ်တာစလာเนาะ file လေးသွားပြီး cs လေးနှိပ်เนาะအဲ့တော့ကျွန်တော်ဒီမှာ cs လေးဒီမှာသွားမှတ်တာเนาะကျွန်တော်ခုဒီကောင်လေးတွေကိုကျွန်တော်ဒီမှာ this pc เนาะကိုဒီမှာเนาะ location သိချင်ဘယ်တော့မှဒီ window ထဲမှာသွားမှတ်နဲ့ဒီဘက်လေးကိုသွားမယ်အဲ့မှာကျွန်တော်တို့ဒီမှာကိုကြိုက်တဲ့နေရာလေးမှာသွားပြီးတော့မှတ်လို့ရเนาะကိုကြိုက်တဲ့နေရာလေးဒီမှာကျွန်တော်အဲ့တော့ဒီမှာじゃကျွန်တော်ဟိုเนาะတခုဟိုလာပြီဆိုတော့ကိုကတော့ကိုကြိုက်တဲ့နာမည်လေးပေးပေါ့เนาะကျွန်တော်အခုဒီမှာဆို record ရဲ့เนาะrecord ရဲ့ train ရဲ့ပြီးလို့ရှိရင်ကျွန်တော် split အဲ့ဒါတွေတော့ပြမယ်သင်ခန်းစာဆိုတော့เนาะဒီမှာကျွန်တော်က file လေးမှတ်ထားလိုက်ပြီเนาะစေရင်တော့မှတ်မเนาะ rec ကို rd เนาะဒီမှာเนาะ record ရဲ့ train ရဲ့ split ကျွန်တော်ဒီလိုလေးမှတ်လိုက်ပြီเนาะ save မှတ်လိုက်အဲ့တော့ကျွန်တော်တို့ရပြီဆိုတာ ਨੇ ဒီ record history အကြောင်းသိအောင်လို့ကျွန်တော်အရင်ဆုံးเนาะတခုရှင်းပြအဲ့တော့ဘာရှင်းပြမလဲဆိုတော့ကျွန်တော်ဒီမှာ circle မယူဘူး circle diameter နဲ့ယူမှ start of diameter ဖြစ်တဲ့အတွက်ဒါ diameter စဝါးရန်အစ end of diameter ဖြစ်တဲ့အတွက်စဝါးရန်အဆုံးเนาะပြီးလို့ရှိရင်ကျွန်တော်ဘာလုပ်မလဲဆိုတော့သူ့ကို array ပွားเนาะအဲ့ကြရင်တော့ကျွန်တော်တို့ array ပွားတာတခုရှိတယ်ဘာလဲဆိုတော့ dynamic polar array နဲ့တော့မပွားနဲ့ dynamic polar array တော့ပွားလိုက်ပြီကျွန်တော်6ခုတော့ပွားเนาะပွားပလိုက်ပြီဆိုပြီးတာအမှန်ချင်းနှိပ်ပြီးတာတော့ဘာဖြစ်သွားမလဲဆိုတော့ group ကြီးဖြစ်အဲ့ကြရင်ကိုကတခုခုလုပ်ဖို့ဆို an group ကလုံးဖြီနေရသေးတယ်เนาะအဲ့တော့ကျွန်တော်တို့အဆင်မပြေဘူးအဲ့တော့ကျွန်တော်တို့အဲ့ဒီ group ဖွဲ့တဲ့ array ပွားနေကိုမသုံးမယ်နဲ့ကျွန်တော်တို့အခုလက်ရှိမှာတော့ transform မှာ dynamic polar array အောက်က polar လေးနဲ့ပွားเนาะအဲ့တော့ကျွန်တော်တို့ဒီပွားမဲ့ဟာရဲ့ center ဒီမှာဖြစ်တဲ့အတွက်0 under ဘယ်နှခုလဲ6ခုအဲ့လိုလေးတွားပါเนาะအဲ့တော့ကျွန်တော်တို့က record history အကြောင်းစပြော record history အကြောင်းမပြောရင်ကျွန်တော်တခုနောက် undo လေးပြဒါကကျွန်တော်မူရင်เนาะသူ့ကိုကျွန်တော်ပွားလိုက်လို့ဒီမှာအဝိုင်းနေထွက်လာဒီဝိုင်းနေထွက်အဲ့တော့ဒီကောင်မူရင်ပဲအဲ့တော့ record history ဆိုတာအဲ့ဒါပဲ record history ဆိုတာမူရင်ဒီကောင်ကိုကျွန်တော်တို့ကပုံစံတစ်ခုပြောင်းလိုက်တာ ਨੇ ကျန်တဲ့ကောင်တွေလိုက်ပြောင်းသွားတွေ့တယ်เนาะအဲ့တော့ကျွန်တော်တို့ after လေးနှိပ်လိုက်မယ်ရော့အောက်လေးဆွဲချပြီးခြုံလိုက်အကုန်လုံးလိုက်ခြုံသွား record history ဆိုတာအဲ့ဒါပဲ record history ဆိုတာဘာလဲဆိုတော့မူရင်းပုံစံတစ်ခုပြောင်းနေတာ ਨੇ ကြံတဲ့ကောင်အကုန်လုံးပြောင်းမှာရွှေ့လိုက်ဟောအကုန်လိုက်ရွှေ့သွားเนาะဒါ record history ပဲအဲ့တော့ तू ကအဲ့လိုမျိုးပြောင်းနေတဲ့အတွက်အကုန်လုံးလိုက်ပြောင်းတော့မှာเนาะအဲ့တော့ကျွန်တော်ကဒီမှာအဲ့တော့ကိုကတစ်ခါလေကြာလို့ရှိရင်အများစုဖြစ်တဲ့ပြဿနာဘာလဲဆိုတော့အဲ့ record history ဖွင့်ထားပြီးမှတစ်ခါလေကြာလို့ရှိရင်မူရင်းဘယ်ကောင်မှမသိမူရင်းဘယ်ကောင်မှမသိပဲနဲ့ရှောက်ပြီးရွှေ့လိုက်တာ
ရွှေ့လိုက်လဲသူကပြဿနာမရှိ history 1နဲ့ဆိုတော့ပေါ်ဘာလို့ history 1နဲ့ပေါ်လဲဆိုတော့ကျွန်တော်တို့ဒီမှာ okay နှိပ်လိုက်ကျွန်တော်တို့ record history အောက်မှာ history break 1နဲ့ကိုအမှန်ချစ်လေးနှိပ်ထားလို့เนาะသူကဘာကိုရည်ညွှန်းတာလဲဆိုတော့ကျွန်တော်တို့ကမူရင်းကိုမရွှေ့ပဲမိတ်တူကိုသွားရွှေ့လိုက်တဲ့အတွက်ဒီမိတ်တူကဒီကောင်ရွှေ့တာနဲ့မသက်ဆိုင်တော့သူနဲ့ခွဲထုတ်လိုက်လို့ဖြစ်သွားအဲ့တော့မရွှေ့ထားတဲ့ကောင်တွေကပဲသူ့ရဲ့ပုံစံတိုင်းလိုက်လို့တော့တွေ့ရနော်ကျွန်တော်သူ့ပိန်လိုက်ပိန်ဒီကောင်လိုက်မပိန်တော့ဘာလို့မပိန်လဲဆိုတော့ကျွန်တော်တို့ခွဲထုတ်လိုက်လို့နော်အဲ့တော့ဒီကောင်လည်းကျွန်တော်ပြသူ့ကျွန်တော်ဘေးကိုရွှေ့လိုက်မူရင်းကမူလအခြေအနေကကျွန်တော်တို့ဒီမှာနောက်ဆုံးဒီအခြေအနေမှာပဲမူလအခြေအဲ့တော့သူ့ကိုကျွန်တော်တို့ကအရွှေ့ပြောင်းတစ်ခုခုလုပ်လိုက်ပြီဆိုတာနဲ့ဒီကောင်နဲ့မသက်ဆိုင်တော့အဲ့တော့မသက်ဆိုင်အောင်သူကဘာနဲ့ပြလဲဆိုတော့ဒီ history 1အနေနဲ့ပြတယ်เนาะဒီမှာသူက drag and drop history on one object ဒီမှာ objective တစ်ခုက history နဲ့ပြတ်သွားတယ်เนาะအဲ့ဒါကိုသူကပြ okay နှိပ်လိုက်တော့เนาะအဲ့တော့ကျွန်တော်တို့ကဒီမှာဆိုလို့ရှိရင်ပြတ်သွားတယ်ဒီကောင်လည်းကျွန်တော်ထပ်ရွှေ့ပြတ်သွားတယ်ပြတ်သွားတဲ့အတွက်သူရွှေ့တာနဲ့သူကလိုက်မလို့တော့เนาะဒီမှာမရွှေ့တဲ့နှစ်ကောင်ကပဲမထိခိုက်တဲ့နှစ်ကောင်ကပဲလိုက်တော့ record history ဆိုအဲ့ဒါเนาะအဲ့တော့ကျွန်တော်သူ့ကိုသွားရွှေ့ထပ်ရွှေ့ပြထပ်ရွှေ့ဒီစာပေါ်သူက to restore history and undo your change run the undo command เนาะအဲ့တော့ကျွန်တော်တို့က history လိုက်တဲ့အနေထားကိုပြန်လိုချင်တယ်ဆိုဘာလုပ်ကြမလဲဆိုတော့ undo command သုံးပါ undo command သုံးပါတော့ history ပြန်ချိန်အဲ့တော့ကျွန်တော်ကဒီမှာသွားရွှေ့လိုက်တဲ့အတွက် undo နှိပ်လိုက်ဒါဆိုမရွှေ့တော့မရွှေ့တဲ့အထင်ထားရောက်တဲ့အတွက်သူနဲ့ပြန်သက်ဆိုင်ပါเนาะအကယ်၍ကိုကဒီလိုကြီးသွားရွှေ့လိုက်တယ် okay နှိပ်ပြီးတော့ undo command သွားမှလုပ်လို့ရှိရင်ဒီမှာသူကမလိုက်တော့เนาะအဲ့တော့ကျွန်တော်ဒါကိုသွားရွှေ့လိုက်เนาะ history ပြန်လိုက်စေချင်တယ်ဆိုရှေ့ကိုမှားပြီးရွှေ့ပြီးလိုက်တဲ့အတွက် undo လေးနှိပ်လိုက်မူလအချိန်နဲ့ပြန်ရောက်သွားတဲ့အတွက်သူနဲ့သက်ဆိုင်ပါเนาะ record history ဆိုတော့အဲ့ဒါเนาะအဲ့တော့ကျွန်တော် record history ကိုအသုံးချပြီးတော့ဘာလုပ်မလဲဆိုတော့ဒီ twin sublet လေးကိုရှင်းပြမှာပေါ့เนาะ delete နဲ့ target diameter ကျွန်တော်အခုဒီလိုရပြီးတော့ねတူမဲတာပြเนาะကျွန်တော်ဒီမှာနောက်တစ်ခုထပ်ကူမယ် order လေးနှိပ်เนาะအဲ့တော့ကျွန်တော်ဒီမှာနှစ်ခုမှာ twin sublet ကိုရှင်းပြတယ်အဲ့တော့ကျွန်တော်ဒါကိုရင် select မှတ်လိုက် twin ဆိုတာဘာလဲဆိုတော့ကျွန်တော်ရှင်းထုတ်လိုက်တယ်เนาะ twin ဆိုတော့ဒီမှာ select မှတ်လိုက် select ရင်မှာเนาะ twin ကိုမှဝင်သွား twin လိုက်တော့အနာဟုတ်အဲ့တော့ကျွန်တော်တို့ကမူရင်းကြီးကိုဖြတ်ချလိုက်တဲ့အတွက်ဒီကောင်မှာလိုက်ပြတ်သွားတွေ့ရနော်မူရင်းဖြတ်လိုက်တဲ့အတွက်ဒီကောင်မှာလိုက်ပြတ်အဲ့တော့ကျွန်တော်ကအဲ့လိုလှုပ်ချလိုက်ဒီကောင်ပြတ်တာနဲ့ဒီကောင်လိုက်ပြတ်နေကျွန်တော် split တော့ပြတယ်မရှိတော့အဲ့တော့ကျွန်တော်သူ့ကိုဘာလုပ်လဲဆိုတော့ undo ပြန်သွားပြီးတော့ကျွန်တော်ဒီကောင်တမင် history ဖြတ်ချပလိုက်နော်ဘယ်အကောင်က twin ကိုပြမယ်ညာအကောင်က split ကိုပြနော်အဲ့တော့ကျွန်တော်ရ select နှိပ်လိုက်နော်ကျွန်တော်တို့ဒီမှာတစ်ချက်ကြည့်ဒီကောင်မူရင်ဒီကောင်မိတ်တူနော်ဒီကောင်မူရင်ဖြစ်တဲ့အတွက်ကျွန်တော် select နှိပ်လိုက်သူ့ကိုကျွန်တော်အပြင်ကိုထွင်းချလိုက်အပေါ်ကိုသွားမှထွင်းနော်ထွင်းချလိုက်အနာခေါက်လိုက်ပြတ်သွားဘာလို့အဲ့လိုလိုက်ပြတ်လဲဆိုမူရင်းပြတ်တာနဲ့ဒီပေါ်ကမိတ်တူကောင်မှာပြတ်ဘာလို့ဆိုကျွန်တော်ဒီမှာခွာပြလိုက်ခွာအဲ့တော့ခွာတဲ့အတွက်ကျွန်တော်ဒီကောင်ထွင်းလိုက်မယ်ဟိုကောင်မှာ auto ပြတ်သွားเนาะအဲ့လိုမျိုး split ကြတော့အဲ့လိုမဟုတ် split ကြကျွန်တော်သူ့ကို split ပိုင်းဘာနဲ့ပိုင်းမလဲဆိုတော့ဒီ set wine နဲ့ပိုင်းအဲ့တော့ဒီ set wine ကသူ့ရဲ့တဝက်ဒီနားလောက်ဖြတ်ချလိုက်တာဖြစ်တဲ့အတွက်သူဖြတ်တဲ့အတိုင်းနှစ်ပိုင်းပြတ်သွားမှာเนาะဒီကနေဖြတ်ချလို့ဖြစ်သွားအဲ့တော့အောက်တစ်ပိုင်းအပေါ်တစ်ပိုင်းဖြစ်သွားเนาะအဲ့တော့ကျွန်တော်ကအောက်ကကောင်ကို delete နှိပ်ပြီးရှင်းတယ်သူ့ကိုလည်းကျွန်တော်တို့ split ပိုင်းမယ်ဒါနဲ့ပြန်ပိုင်းမယ်ရော့ delete နဲ့အဲ့တော့ကျွန်တော်တို့ထွင်းရကြတော့အဲ့လိုမျိုးကြပို့နေရပါเนาะအဲ့တော့ကျွန်တော် control Z တစ်ချက်ပြန်သွားเนาะအဲ့တော့ကျွန်တော်ကဒီမှာဒီအလဲ y လေးတို့ကျင်တယ်ဆိုရင် train ရော့အနာခေါက်လိုက်ပြီးသွားဒီမှာကျွန်တော်တို့ဒီနှစ်ခုကိုဒါလေး split နဲ့လုံးမှာဆိုဒီကောင်ကို split ပိုင်းမယ်ဒါနဲ့အနာခေါက်ဒါကြီးကိုဖြတ်ကြသေးတယ်เนาะဒီကောင်ကိုလည်းကျွန်တော်တို့ split ပိုင်းမယ်ဒါနဲ့ပိုင်းမယ်ဒီကောင်ကိုဖြတ်နေရသေးတယ်เนาะအဲ့တော့ဒါမျိုးလေးတွေပုံစံလုံးမယ်ဆိုလို့ရှိရင်ထွင်းရပို့ပြီးတော့အဆင်ပြေတယ်เนาะအဲ့တော့ကျွန်တော်ကအခုဒီမှာ
ကတ်နှစ်ခုကဒီမှာနော်ထွင်းလို့ရကျွန်တော်အခုဒီကနောက်တစ်ခါကတ်ထပ်ဆွဲစာကလေးယူလိုက်နော်ကျွန်တော်ဒီလိုမျိုးလေးယူလိုက်ဒီဘက်လေးတော့ဒီနှစ်ခုလေးကို 4 view ကျွန်တော်စသုံးအပေါ်မြောက်လိုက်နော်မြောက်ချလိုက်မြောက်ချကကျွန်တော်အခုဒီမှာထပ်ထွင်းမယ်ဟောထပ်ထွင်းမယ်ဘလို့မှထွင်းလို့မရနော်ထွင်းလို့မရဘူးအဲ့တော့ကျွန်တော်သူ့ထွင်းလို့မရသူ့ကိုလည်း split ပိုင်းဒါနဲ့ပိုင်းဟောပိုင်းလို့မရဘာလို့အဲ့လိုမျိုး twin split လုပ်လို့မရလဲဆိုတော့เนาะဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ဒီမှာတခြား view တွေမှာကြည့်လိုက်တော့ view မှာကျင်တာနှစ်ခုကချိဆက်မှုရှိတယ်ထင်တာတခြား view တွေမှာကျင် server နှစ်ခုကအပေါ်ကြီးမြောက်နေတဲ့အတွက်သူတို့နှစ်ခုကထိဆက်မှုမရှိเนาะထိဆက်မှုမရှိရသူတို့တွားပြီး twin split လုပ်လို့မရခုနဒီနောက်ကောင်တော့ကျွန်တော်ကပြင်းကြီးမှာရှိတဲ့အတွက်ဟိုကเนาะဖြတ်ညက်ကတ်တွေလုပ်လို့ရအဲ့တော့ကျွန်တော်ကသူတို့ကို twin split လုပ်ချင်တယ်ဆိုဘာလုပ်ရမလဲဆိုတော့ line လေးနှိပ်လိုက်ကျွန်တော်ဒီမှာ grid snap ဖြောက်လိုက်เนาะဒီမှာကျွန်တော်ဒီမှာเนาะ intersect ဆုံးမှာအပေါ်ဒီကနေယူပြီးတော့မှကျွန်တော်ကအောက်တော့ကိုဒီကနေသွားရှာpatch လေးနဲ့เนาะအနာခေါင်းမှာစုံမှတ်ကိုဒီကနေယူမယ်ပြီးမှကျွန်တော်ဒီမှာလိုက်ရှာเนาะဒီမှာကျွန်တော်တခြား view လေးတွေမှာကြည့်เนาะမြင်ရတယ်သူကစုံမှတ်ကိုကြတော့ top view ကနေကျွန်တော်တို့ကယူမယ်ဒီကောင်လေးကိုကြတော့ဒီအောက်မှာသွားเนาะ patch လေးเนาะအကြံကျွန်တော်ခြံခဲ့တဲ့ patch လေးကအရန်ရေးကြည့်တယ် patch လေးကဒီမှာ quality ချိန်ပြီးเนาะ top view မှာစုံမှတ်ကိုရှင်ယူမယ်ပြီးတော့မှကျွန်တော်ဒီမှာ patch လေးနဲ့တော့เนาะအဲ့တော့ကျွန်တော်တို့ကဒီမြင်းချောင်းလေးတွေပါသွားတဲ့အတွက်เนาะဒီမြင်းလေးတွေပါတဲ့အတွက်သူတို့ software နောက်ကိုဆက်ဆက်မှုရှိသွားတဲ့အတွက်ကျွန်တော်ဘာလုပ်လို့ရပြီလဲ train လို့ရပြီအဲ့လိုပဲကျွန်တော်ဘာလုပ်လို့ရသူ့ကိုလည်း split ပိုင်းလို့ရเนาะအဲ့လိုမျိုးလေးရเนาะအဲ့ဒါကျွန်တော်တို့သူ့ရဲ့အတက်ကထိစပ်မှုရှိအောင်လို့ဒီမြင်းလေးအကြောင်းရเนาะအဲ့တော့ကျွန်တော်သူ့ကိုတစ်ချက်ပြန်ရှင်းပြ delete ကုန်လုံးနှိပ်လိုက် circle 0 under အောက်လေးသွားမယ် mirror နဲ့ပေါ်ပြမယ်ကျွန်တော် order လေးနဲ့ကူးလိုက်မယ်เนาะ grid snap ဖွင့်ကျွန်တော်ဒီမှာ1 milli စီရွေးချင်လို့เนาะဒီမှာသွားမယ်အဲ့တော့ကျွန်တော်ဒီမှာကြည့်လိုက်เนาะဒီကောင်တွေကခုနဖြတ်ဖို့ကြံတယ်ကွာအဲ့တော့ကျွန်တော်ဒီမှာကြာရင်ဒီနောက်ခုကိုအပေါ်မြောက်ချလိုက်ဒီနောက်ခုကိုလည်းအောက်မြောက်လိုက်အောက်ကိုချเนาะဒီကောင်ကြာကျွန်တော်ဘေးနဲ့တို့တာဘာလို့ဆိုတော့ဒီကောင်ပြောင်းလဲလောက်တာ hissy မိနေတော့เนาะဒါကြီးပါပြတ်သွားမှာဆိုလို့ဘေးကိုတူလိုက်တော့ 4 view လေးကျွန်တော်နှိပ်เนาะအဲ့တော့အကိုတို့ဒီမှာเนาะကြည့်တဲ့လူတွေတစ်ချက်ကျွန်တော်တို့ဒီကောင်လေးကပြင်းကြီးမှာရှိတယ်ပြင်းကြီးမှာရှိနေတဲ့အတွက်เนาะသူကဘာလုပ်လို့ရလဲဆိုတော့တခါတည်းသူကเนาะထိစပ်မှုရှိနေတာဖြစ်တဲ့အတွက် train ကျင်လာကြော့တဲ့နဲ့เนาะဒီမှာကျွန်တော်ရပြီသူ့ကို split ပိုင်းမယ်ကြော့ delete နိုင်မယ်သူ့ကိုလည်း control ဆက်ပြန်သွားเนาะ split ပိုင်းမယ်ထားလိုက်ဟောဒီမှာရပြီเนาะဒီကောင်းရရင်တော့ကျွန်တော်တို့သွားမယ်ကြော့ခုနပုံစံတိုင်းနဲ့ခက်ဆင်ဖြစ်ရတာတယ်เนาะဒီမှာကျွန်တော်ထွင်းလို့မရတော့เนาะထွင်းလို့မရအဲ့ဒါဘာဖြစ်လို့လဲဆိုတော့ဒီမှာအပေါ်နဲ့အောက်တွေအဲ့လိုမညှိတော့လို့เนาะအဲ့တော့ကျွန်တော်တို့က software နှစ်ခုထိစပ်မှုကြအောင်လို့တစ်ခုခုလုပ်ပြရအောင်အဲ့တော့လမ်းကြောင်းလေးတစ်ခုထည့်ပေးလိုက်မယ်ကြော့เนาะ intersect ကနေကြော့ intersect ကနေကြော့ intersect ကနေကြော့เนาะအဲ့လိုအဲ့တော့ကျွန်တော်ကဒီလမ်းကြောင်းကြောင့်ဆက်သွားတာဖြစ်တဲ့အတွက် twin မှာလား twin မှာเนาะ split ပိုင်းမှာလား split ပိုင်းမယ်ဒါကြီးနဲ့တော့တော့ပိုင်းလို့မရအောင်เนาะမထိတဲ့အတွက်ဒီကောင်နဲ့ပိုင်းမှာကျွန်တော်တို့ကရ delete နိုင်မယ်သူ့ကိုလည်း split ပိုင်းမယ်เนาะဒါနဲ့ပိုင်းမှာအဲ့တော့ကျွန်တော်တို့ကအဲ့လိုမျိုးတချို့တွေအဲ့လိုမျိုးဖြစ်တာကျွန်တော် twin လို့မရအဲ့ကက်နက်ကိုကနည်းနည်းလေးကွာလိုက်တာနဲ့သူကဖြတ်လို့မရတော့เนาะ
အဲ့တော့ကျွန်တော်တို့ကကတ်တွေကထိစပ်မှုရှိနေမှာသူကအဲ့လိုမျိုးဖြတ်လို့ရเนาะဒါကတော့ကျွန်တော်ဒီနေ့ပြောပြခြင်းနဲ့ record history ရဲ့ train supply လေးเนาะအဲ့ဒါလေးအဲ့တော့ကျွန်တော်အခုပုံတစ်ပုံလောက်ဆွဲပြမယ်ကျွန်တော်ဒီမှာဒါလေးကိုကြုံလိုက်เนาะနောက်ထပ်ပုံထည့်နေတစ်မျိုးဖြစ်တဲ့ကျွန်တော်ဒါလေးထည့်လိုက် okay 0อ่ะนะเนาะကျွန်တော်ဒီပုံကြတော့ပုံကိုခံပြီးမဆွဲနေတော့ဘူးဘေးလေးသာတူလိုက်เนาะကျွန်တော်ဒီမှာဒီကောင်ဒါကြီးကိုကျွန်တော်တစ်လက်မှယူစာကဲ0อ่ะนะ25เนาะအဲ့တော့ကျွန်တော်ပြီးလို့ရှိရင်စာကဲနဲ့မသွားတော့ဘူးစာကဲ diameter 0อ่ะนะကျွန်တော်တို့ဒီနားထိလေးเนาะဒီမှာဒီနားလေးအဲ့ကြရင်ကျွန်တော်ကြည့်လိုက်ဒီရောက်လို့ရှိရင်ကျွန်တော်เนาะ grace nut တွေ auto တွေရှုပ်နေတော့ဒီမှာစကေးယူလို့မရဖြစ် grace nut ပိတ်ချလိုက်တော့เนาะအဲ့ဒါဆိုရင်သူကဘာဖြစ်နေလဲဆိုတော့ဒီရောက်လို့ရှိရင်ပတ်ကဒုက္ခလာပြီပါအဲ့တော့ကျွန်တော်ပတ်ကိုဖျောက်လိုက်အဲ့ဒါမှသူတို့ကွက်နဲ့ intercept နဲ့မှာစကေးတီးကြရเนาะအဲ့ကြောင့်ပတ်ကလည်းအမြဲတမ်းတစ်ခါလေကျွန်တော်တို့အတွက်စကေးယူကရှုပ်တယ်ဆိုရင်ခဏဖျောက်လိုက်ဒီမှာသူ့ထပ်ပိုစကေးတီးကြတယ်ကွက်နဲ့ intercept မင်းယူပါเนาะအဲ့လိုမျိုးကြပြီဆိုတာနဲ့မဲတာပြစ်လိုက်เนาะအဲ့တော့ကျွန်တော်တို့ဒီမှာအဝိုင်းလေးအလဲကအဝိုင်းလေးကြခြင်းအလဲကအဝိုင်းကဘာမှရှိလဲဆိုတော့ဒီဆက်ဝိုင်းရဲ့စံတာမှာရှိရအဲ့တော့ကျွန်တော်တို့ကစာကဲလေးယူတော့เนาะစာကဲ diameter မဟုတ်เนาะစာကဲယူမှာစံတာလေးကိုအမှန်ချင်းနဲ့အစံတာဗမာသုံးဝင်လဲဆိုတော့ဒီမှာကျရင်အသုံးဝင်ပါเนาะကျွန်တော်တို့ဒီမှာစံတာလေးစံတာဆိုတာပေါ်တဲ့အထိလေးရှာเนาะစံတာဆိုတာလေးပေါ်လာမှာကလစ်နေလိုက်ဒီမှာဒီဆက်ဝိုင်းရဲ့အလဲဆန္ဒမှာသူကယူပေးမှာเนาะအဲ့လိုလေးမဲရပြတ်မှာเนาะဆလတ်တစ်ချက်နိုင်မှာ grace နဲ့ဖွင့်မှာ order လေးနဲ့ view ဆွဲမှာကျွန်တော်ကအခုဆွဲကစားဆိုတော့ဒီမှာသူရွှေ့တိုင်းပိုကောင်လိုက်ရွှေ့နေအဲ့တော့ကျွန်တော်ဒီကောင်ကိုထွင်းပြဒီကောင် split နဲ့လုပ်ပြချင်တာဖြစ်တဲ့အတွက်သူ့ကို history ဖြတ်ချမယ် v2 လိုက်เนาะ5ခုလုံးကျွန်တော် history ဖြတ်ချလိုက်အဲ့တော့ကျွန်တော်ဒီမှာဆိုရင်ဒီမှာကျွန်တော်မှော်အဲ့ဒီတစ်စိတ်လေးရခြင်းနဲ့ဆိုဆက်လက်လေးမှ trim မယ် short under ခေါ်လိုက်ကျွန်တော်ဒီမှာရပါပြီเนาะအဲ့တော့ကျွန်တော်ဒီမှာကြာလို့ရှိရင်သူ့ split ပိုင်းဘာနဲ့ပိုင်းမှာလဲကျွန်တော်တို့ဒီကောင်နဲ့ပိုင်းမယ်ဒီကောင်နဲ့ပိုင်း under ခေါ် delete နိုင်မယ်သူ့ကိုလည်း split ပိုင်းမယ်ဒီကောင်နဲ့ပိုင်းမယ်ဒီကောင်နဲ့ပိုင်းမယ် under ခေါ်delete နိုင်အဲ့လိုမျိုးဖြစ်သွားเนาะအဲ့ဒါကျွန်တော်တို့ twin split ဆိုအဲ့တော့ဒီတစ်ပုံရပြီဆိုတော့နောက်တစ်ပုံကျွန်တော်ထပ်ပြเนาะကျွန်တော်ဒီကောင်လေး0 under ဘေးလေးတူမှာဒီပုံကျွန်တော်လို့ရင်เนาะဒါလေးကျွန်တော်မခတ်ဘူးဘာလုံးလဲဆိုတော့စကဲ diameter နဲ့သွား0 under ကျွန်တော်ဒီ diameter ကိုစကဲရဲ့ဟိုပါပေါ့เนาะအဝိုင်းပတ်လဲကိုဘယ်လောက်လိုချင်လဲဆိုတော့30လိုချင်တယ်ရော့ဘာလုံးလဲ dynamic polar တွေမသွားဘူး polar နဲ့သွားမယ်0 under 8ခုပွားလိုက်เนาะအဲ့တော့ကျွန်တော်တို့ဒီမှာကြည့်လိုက်ကျွန်တော်တို့လိုချင်တာဒါလေးနဲ့ဒီတက် white လေးပဲလိုချင်တာเนาะအဲ့တော့ကျွန်တော်ဘာလုံးလဲဆိုတော့အများကြီးเนาะကျွန်တော်ကအမြင်ရတာဒီကောင်တွေအကုန်လုံးကူးလိုက်တကယ် select ယူရင်ကျွန်တော်ဒါလေးပဲယူ twin ချမယ်ကျွန်တော်ဒီမှာမူရင်းလေးเนาะ select နှိပ်လိုက်အနာခေါက်အကုန်လုံးပြတ်သွားတယ်တဲ့เนาะအဲ့ဒါကျွန်တော်တို့ဒီမှာ twin လေးနှိပ်လိုက်တာနဲ့ဒါလေးရเนาะအဲ့တော့ဒီတော့ပုံရပြီဆိုတော့နောက်တော့ပုံကျွန်တော်ဒီနားမှာပဲထားတော့เนาะအဲ့တော့ကျွန်တော်ဒီပုံကြည့်မယ်စဝိုင်းเนาะစဝိုင်းဆိုတော့ကျွန်တော်ဟိုပုံမှန်ဆွဲတတ်တဲ့လူကခံဆွဲเนาะကျွန်တော်ဒီမှာဂိုးတုဆန္ဒဆိုပို့လိုက်เนาะပုံမှန်ဆွဲတတ်တော့ခံဆွဲကျွန်တော်တို့ကြတော့ဟိုဆွဲတတ်နေပြီဆိုတော့ဒီကောင်ပြီးနေစာကဲသွားမယ်0 under 25ဆိုတလက်မှာเนาะစာကဲ diameter 0 under ရောเนาะအဲ့တော့ကျွန်တော်ဒီမှာစက်ဝိုင်းကြီးက4လုံးเนาะစက်ဝိုင်းကြီးက4လုံးဖြစ်မှာအဲ့စက်ဝိုင်းကြီးကြားထဲမှာဘာဖြစ်လဲ
စဝိုင်းသေးနှစ်ခုရှိအဲ့တော့ကျွန်တော်ဒီမှာစခဲ့သွားယူမယ်စန္ဒာနဲ့ဒီလိုမျိုးဆိုကျွန်တော်ကဒီလိုကြီးဖြစ်နေအဲ့တော့ကျွန်တော်ကဘယ်လိုလေးယူရမလဲဆိုတော့ကွန်ထရိုးဆက်ပြန်သွားမယ်နော်စခဲ့ diameter သူ့ရဲ့စန္ဒာလေးလိုက်ရှာတစ်ချက်နှိပ်မယ်ဒီမှာသွားမယ်နော်အဲ့တော့ကျွန်တော်ကဒီစဝိုင်းလေးရပြီဆိုဒီကောင်လေးလိုချင်တယ်အပေါ်ကစဝိုင်းလိုချင်တဲ့တော့ဘာလုပ်မလဲဆက်လက်လေးနှိပ်မဲတာပြတ်မယ်ကျွန်တော်အဲ့ကြလို့ရှင်ဒီမဲတာကြီးသွားသုံးလို့မရဘယ်ညာဆိုလို့ရှင်နှစ်ခုထပ်သွားဘယ်ညာလမ်းကြောင်းရဲ့ဆန္ဒမှာရှိနေတဲ့အတွက်ကျွန်တော်အနီးကြီးသွားပြစ်လိုက်လို့ရှင်လည်းအပေါ်အောက်ဆိုတော့ကျွန်တော်လိုချင်တဲ့နေရာမဟုတ်ကျွန်တော်ကဒီပေါ်လေးကိုလိုချင်တဲ့အတွက်ဒီမဲတာလေးသုံးမယ်ဒီကနေပြီးသူကဒီလိုလေးပွားလိုက်နော်အဲ့တော့ကျွန်တော်ဒါရပြီဆိုရင် array ပွားမယ် polar 0 under 4နော်အဲ့ကြမှာကျွန်တော်သူ့ကိုဘာလုပ်မလဲဆိုတော့ဒီလို y ရွေးရအောင်လို့နော် select နဲ့ train လိုက်တစ်ချက်နှစ်ချက်အနာဟောနော်ဟောကျွန်တော်ဒီလိုလုပ်လိုက် train လိုက်မယ်တစ်ချက်အနာဟောနော်ကျွန်တော်ဒီကောင်းအရင်ဖြတ်ရှော့နော်ကျွန်တော်ဒီမှာဒီလိုလေးရနော်ဒါကျွန်တော်တို့ train ကြောင်း split နဲ့ဆိုတစ်ခုချင်းလိုက်ပိုင်းနေကျွန်တော်တို့ပြီးမှာမဟုတ်တော့နော်အဲ့တော့ကျွန်တော်အခုဒီမှာဆိုလို့ရှိရင် record history ရဲ့ train ရဲ့ split ရဲ့နော်အဲ့ဒါလေးတွေနောက်ပြီးကျွန်တော်အခုဒီမှာဒီ meta လေးကိုတွားပြီးတော့သုံးပြပြီးတာနော်ပြီးတော့ dynamic polar array ရဲ့ polar လေးတွေနော်အဲ့တော့ကျွန်တော်တို့ record history ရဲ့ဒါလေးတွေဒီနေ့တော့ဒီလောက်ပဲပေါ့နော်